တော့သူထည့်ပေးလာမယ်နော်တစ်ဖြတ်ထည့်ပေးမယ်ဒီနေ့ထည့်ပေးမယ်ပြီးရင်26ရက်နေ့တစ်ဖြတ်6လပိုင်း26ရက်နေ့နော်ဒီလာ6လပိုင်း26ရက်နေ့တစ်ခါတစ်ဖြတ်ထည့်ပေးမယ်အဲဒါနှစ်သက်ဖြစ်သွားပြီနော်ပြီးရင်ကျွန်တော်တို့10လပိုင်း10ရက်နေ့ပြီးဖြတ်ပေးမယ်နော်အဲ့ဒါကိုလောက်သမားရဲ့အနေနဲ့ဒီထဲကကိုရတော့လက်ခံတယ်လို့ပြောတယ်တကယ်လို့လက်မခံဘူးဆိုရင်ကျွန်တော်မြို့နယ်စော်ဝါဒီကန်နော်မြို့နယ်စော်ဝါဒီကန်ကိုသွားရမယ်ကိုနေထိုင်တဲ့ချုံမူလီဆိုချုံမူလီစော်ဝါဒီကန်နော်လဲရောင်ဆိုလဲရောင်စော်ဝါဒီကန်မဟာချိုင်းဆိုမဟာချိုင်းစော်ဝါဒီကန်အမြို့နယ်တိုင်းစော်ဝါဒီကန်ကိုသွားရမယ်နော်အယုံတိုင်းမှာလောကလသမီးကသွားတိုင်ရမှာနော်စော်ဝါဒီကန်ကိုနော်ပြီးပတ်သက်တဲ့ကြံရအောင်သွားရမယ်ဘောပါလားပြီးရင်ပကံစခွန်ကျွန်တော်ပကံဂျေးခတ်ထားတဲ့အတွက်ပကံစခွန်ဆိုတာရှိတယ်ပကံစခွန်ဂျေး၃ဖြတ်ရှိတယ်နော်အဲ့ဒါကိုဒီကပြီးတော့ဒီပေးမယ်နော်အဲ့တော့ဒီနေ့ဘောတူရင်အကုန်လုံးသွားလိုက်နော်ပြီးညနေကျသူဗန်နဲ့ထည့်လာပေးမယ်လို့ပြောတယ်ဒီကလို့ကိုရိုဘက်ကလက်မခံဘူးဆိုရင်လည်းသူ့ဘော်ဒီကပိတ်ရုံပဲရှိမယ်ဟုတ်လားဘော်ဒီကပိတ်ရင်အမှုတက်ကမယ်စော်ရီကမှာသွားတိုင်2လရှိတယ်ရပောင်း60နော်အခုကလူအားဥပဒေတိုင်းကိုပြောတာပေါ့နော်ပြန်သူကပတ်စံနဲ့လုံးလို့ရမယ်အခုကိုတို့ပြန်မယ်ဆိုရင်သူနေ့ညနေဖြစ်နေဖြစ်မယ်မဖြစ်ဒီနေ့လည်းဖြစ်သွားမယ်သူထည့်ပေးလာမယ်တဲ့ဗန်အဲ့ဒါချက်တော့လိုက်ကိုတို့သဘောကျွန်တော်လည်းညှိပေးလို့ရသလားဒီလောက်ညှိပေးတယ်သူ့မှာလည်းပတ်စံမရှိဘူးဒီနေ့ကိုတို့ဘက်ကတင်းမယ်ဆိုရင်တော့သူ့ body set ကိုပိတ်မယ်ဒါပဲကိုတို့မှုတိုင်ရမယ်မြို့နယ်တိုင်းမှာမှုတိုင်ရမယ်ရပောင်း60ဆောင်းရမယ်ပြီးရင်တရားရုံးတက်ရမယ်အဲ့ဒါကိုလက်ခံနိုင်နေဆိုရင်တော့ကိုတို့စဉ်းစားအခုသူပေးမဲ့ရက်နဲ့သွားမယ်ဆိုရင်တော့ကိုတို့သဘောအခုလုံးဝသူ့ဘက်ကလည်းဒီလိုမျိုးပဲပေးနိုင်မယ်လို့သူ့ဘက်ကလည်းဆလာဝါရှိမှပြောတယ်ပြပြပေးတော့ပြဟိုလက်ခံလား10လပိုင်းကနေရက်နေ့10ရက်နေ့အိုင်နေကိုအကျေပြမယ်နော်ပြမယ်နော်ပြောရတယ်တရားတော်